အားလုံးပဲမင်္ဂလာပါအမနာမည်မဆွေဖြစ်ပါတယ်ဒီနေ့မှလည်းပဲအမကကိုရီးယားနိုင်ငံကိုရောက်ရှိနေတဲ့အမတို့ရဲ့မြန်မာကျောင်းသားကျောင်းသူလေးတွေအတွက်ဘူးတူတာဖြစ်စီမဲ့အကြောင်းအရာလေးတွေကို knowledge sharing အနေနဲ့လုပ်ပေးချင်ပါတယ်အခုဆိုရင်အားလုံးပဲကိုရီးယားနိုင်ငံကိုရောက်ရှိလာတာအချိန်တိုင်းဒါကာလတခုရှိပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အမတို့ရဲ့ကျောင်းသားကျောင်းသူလေးတွေကလုပ်ငန်းခွင်တွေမှာလည်းဝင်ရောက်နေပြီလို့ထင်ပါတယ်။တချို့ကျောင်းသားကျောင်းသူလေးတွေကပေါ့နော်လက်ရှိကိုလုပ်နေတဲ့လုပ်ငန်းနေရာတွေမှာဆိုလို့ရှိရင်တရားဝင်လုပ်လို့ရတယ်လုပ်လို့မရဘူးဆိုတာသိပြီးတော့မသိကြတဲ့သူလေးတွေလည်းရှိတယ်ပေါ့နော်။အဲ့ထဲကနေပြီးတော့မှဘူးတူတာဖြစ်စီမဲ့အကြောင်းအရာလေးတခုမျှဝေပေးချင်ပါတယ်။အမတို့ရဲ့ကျောင်းသားကျောင်းသူလေးတွေက CJ ခုဖန်းလိုမျိုးကုံတူလောင်ယုံဒီမှာအလုပ်လုပ်လို့မရပါဘူးပြီးလို့ရှိရင်စက်ယုံဒီမှာလည်းပဲအမတို့ကျောင်းသားကျောင်းသူလေးတွေကတရားဝင်အလုပ်လုပ်လို့မရပါဘူးရှင်ညဘက်အပန်းဖြေနေရာတွေဖြစ်တဲ့ night club တို့လိုမျိုးဘားတို့လိုမျိုးနေရာတွေမှာလည်းတရားဝင်အလုပ်လုပ်လို့မရပါဘူးเนาะအခုလက်ရှိအလုပ်နေရာတွေမှာလုပ်ကိုင်နေတဲ့ကျောင်းသားကျောင်းသူလေးတွေကိုနိုင်ငံတော်အစိုးရကနေပြီးတော့မှအရေးယူဆောင်ရွက်နေတာလေးတွေရှိနေရပေါ့နော်ပထမဆုံးအနေနဲ့မိသွားတယ်ဆိုလို့ရှိရင်1 တန်းထိကိုမတို့ကရော်ကြီးတန်ကြီးငွေဆောင်ရနိုင်တယ်ပေါ့နော်ဒုတိယအကြိမ်ထပ်မိသွားခဲ့မယ်ဆိုရင်ကျောင်းသားကျောင်းသူလေးတွေကကိုရီးယားနိုင်ငံကနေပြီးတော့မှပြည်နှင်တန်းပေးခံရတဲ့အထိပြင်းထန်တဲ့ပြစ်ဒဏ်တွေကိုအစိုးရကနေပြီးတော့မှချမှတ်လျက်ရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့အမတို့ရဲ့ကျောင်းသားကျောင်းသူလေးတွေကအခုချိန်ကနေစပြီးတော့မတည်သေးဘူးဆိုလို့ရှိရင်တေချာလေးလာပြီးတော့လုပ်ပါတချို့ကျောင်းသားကျောင်းသူလေးတွေကြတော့လည်းမတည်ဘဲနဲ့လုပ်နေတာဖြစ်တာလေးတွေလည်းရှိနိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေမကြုံရအောင်အမကဘူးတုဒအနေနဲ့မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်အားလုံးပဲအစဉ်ပြေချုံးဝေသောအကပညာရေးလမ်းကိုရှောင်လန်းနိုင်ကြပါစေအားလုံးပဲဘိုက်ဘိုက်ပါနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်